အသိဉာဏ်ကလူလားမမြောက်သေးဘူးအသိဉာဏ်ကကလေးပဲရှိသေးတာတိတော့ခန္ဓာ၅ပါးကစားတဲ့ပစ္စည်းလေးတွေနဲ့ကစားပြီးတော့ကျွတ်တော့ပျော်နေကြတာငယ်ငယ်တုန်းကဘုန်းဘုန်းတို့တောရွာဆိုတော့ကိုလိုအရွယ်လေးတွေမတိမ်မင်းလေးတွေစုပြီးညတိုင်ဆိုလို့ရှိရင်ကစားကြအထူးသဖြင့်လာတာတဲ့ညတယ်ဆိုကစားကြတော့ထုတ်စည်းတိုးတာရှိတယ်ခွေးယူလိုက်တာကစားတာရှိတယ်စကထာဖွက်တာရှိတယ်ပြီးတော့ဟိုကစားနည်းတစ်ခုဆိုတော်တော်စိတ်ဝင်စားတဲ့အကောင်းတယ်နှစ်ဖွဲ့ခွဲပြီးတော့ဟိုဘက်ကဘယ်သူကိုပြောခဲ့တယ်ဒီဘက်ကလာမင်းကိုပြောတာဘယ်သူလဲတရားသူကြီးနဲ့ပြောတဲ့လူတဲ့ပြီဆိုရင်တတိဆိုရင်ပြန်အဲ့ဒါသူများရဲ့ကြောကုန်စီးရတယ်ဗောနော်အရန်ပျော်စရာကောင်းခဲ့တယ်ဗောနော်ကစားလို့ကောင်းနေတုံးရှိသေးတယ်ညနဲ့လို့နဲ့မှလည်းမသိဘူးလေအဲ့ချိန်ရောက်ပြီဆိုတော့အမေတွေကအတီးတီးခေါ်ကြပြောကိုသားသမီးတွေတေကနေလှမ်းအော်ခေါ်ကြဒီကစားပွဲကိုမပြီးခြင်းပြီးခြင်းနဲ့ဘယ်တော့မှဒီကစားပွဲကိုကြည်ကျင်နဲ့အပြီးတက်ခဲ့ရတယ်လို့မရှိဘူးအချိန်ကြာလို့အမေကခေါ်တော့အမေကြောက်လို့အိမ်ပြန်ရကစားပွဲကိုတို့လိုတန်းတန်းပဲထားခဲ့တယ်ဟုတ်လားအခုကျွတ်တို့ကစားနေကြတာအဲ့ဒါအချိန်ကြာရင်အမေကခေါ်မှာဟုတ်လားခေါ်ပြီဆိုလို့ရှိရင်အဲ့ဒါတို့လိုတန်းတန်းနဲ့ပြန်ရမှာနော်ထားခဲ့ဘလောက်စိတ်ဝင်စားတဲ့အကောင်းနဲ့ကစားပေါ်ကစားပဲဖြစ်ထားခဲ့ပါနော်အဲ့ဒါမြတ်စွာဘုရားကလေးတွေဟာတဲ့ကစားစရာဝတ္ထုပစ္စည်းအမျိုးမျိုးနဲ့ကစားကြတယ်သူတို့ကစားပွဲကိုကစားလို့အားရသွားပြီညင်းငွေသွားပြီဆိုရင်အဲ့ဒီကစားစရာပစ္စည်းလေးတွေကိုဖြန့်ကျဲပြီးတော့ပြစ်ထားခဲ့ကြတယ်ဒါခန္ဓာဝကတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောတဲ့ဒေသနာဟုတ်တယ်ငယ်ငယ်တုန်းကခံရွက်ကလေးတွေခံရွက်လေးကဝင်းဝင်းမာမာလေးတွေကိုအဲ့ဒါကပိုက်ဆံဟုတ်လားတော့ဆိုတော့မြေရကျဲတဲ့အခါကျတော့သဲလေးတွေမို့မို့လေးအကြောင်းလေးတွေလှုပ်တယ်အဲ့ဒါကခြံစည်းရိုးဟုတ်တယ်နော်ငါအိမ်သူ့အိမ်ဘဇူဝဈေးရောက်ထင်မိထင်ရကတာဗောနော်တခါတလေဆိုလို့ရှိရင်4000ကရင်ကြီးစောင်းနေတဲ့ကားလေးလှုပ်ဟုတ်လားမပြောပင်ရဲ့ခလေကောင်ကဥတိုင်းကြီးကမီးပြောင်းပါဇက်ဆိုင်တီးတဲ့လူကတီးပါနော်မျိုးစုံကခုံကစားနော်ကြာတော့လည်းပဲညီးငွေပြီးတော့ပြင့်ပြီးတော့ကစားပွဲကဒီလိုနဲ့ပြီးသွားအဲ့တော့မြတ်စွာဘုရားကလေးတွေဟာကစားပွဲကိုညီးငွေလာတဲ့အခါမှာအဲ့ဒီကစားစရာပစ္စည်းတွေကိုဖြန့်ကျဲပြီးတော့